ပို့ဆွဲပြီးရတာရှိတဲ့စားစရာတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့ပြောင်းမှုကိုမြင်ဘူးပါကဒါမှမဟုတ်ရောင်းတဲ့အရသာလုံးဝပြောင်းလဲပြီးအနက်ရောင်တက်တုံတွေကိုရောတိတ်ပံစိတ်ကူးရင်ရုပ်ရှင်တွေကထလာသလိုပုံစံရှိတယ်မယ်တကယ်တမ်းအာဟာရပြည့်ကြီးစားလို့ရတဲ့တတ္တဝါမျိုးကိုရောစားဖို့စိတ်ကူးကြည့်ဖို့ပါများဒီစားစာတွေကထူးဆန်းတဲ့လို့ထင်ရပေမဲ့တကယ်ရှိပြီးသားလို့လည်းပေးကင်းပါဟဲ့ဒါတည်းမကသေးပါဘူးနှစ်ပေါင်း100လောက်တက်တန်းရှိပြီးတကယ်တမ်းမှာစားလို့ရတဲ့အာဟာရဓာတ်တွေအပြည့်ပါရင်ဥတမျိုးလေးရှိနေပါသေးပရိသတ်တို့ကိုအားသိစေမဲ့ထူးဆန်းအောပွဲအစားအစာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုစုံကြည့်ရှုပေးကြခင်ဗျာကျက်တုံပြူအနက်ဟာမူလကတာမန်ကျက်တုံပြူတစ်လုံးဖြစ်ပြီးရသက်တစ်ပတ်ပေါင်းများစွာပူနဲ့စူတိုင်းစားကိုအသုံးပြုတဲ့အရှင်ဖောက်ရှင်းလုပ်ငန်းစဉ်ဟာကျက်တုံပြူရဲ့အရာဝတ္တမကသူ့ရဲ့ရတာနဲ့အသားရည်ဖို့ပါလုံးဝပြောင်းလဲစီအဲ့ဒါကတော့မူလပုံစံနဲ့လုံးဝမတူတဲ့အရာတစ်ခုဖြစ်လာပါတယ်မဲရောင်နူးညံ့ပြီးစိတ်ကပ်နေတဲ့ကျက်တုံပြူအမွှာတွေဟာတစ်တိချောက်တွေနဲ့တောင်တူနေပါတယ်ကျက်တုံပြူအနက်ရဲ့အရသာကတော့တင်လဲရည်ရှာလကရည်ကာရာမယ်နဲ့မကြီးသီးတို့ရဲ့အရသာတွေကိုတနေရာထဲမှာပေါက်ဆက်ထားသလိုဖြစ်ပြီးကျက်တုံပြူအစိမ်းကိုစူးရှားတဲ့အနက်နဲ့အရသာမျိုးမရှိပဲရှို့ပြီးငါနဲ့အရသာရှိပါတယ်လက်ဆက်တဲ့ကျက်တုံပြူတွေမှာတွေ့ရတဲ့အက်ဆီအောက်ဆီဒန့်ပမာဏရဲ့နှစ်ဆနီးပါးပါဝင်ပြီးရောင်ရမ်းမှုနဲ့ဆဲတွေကိုပျက်စီးခြင်းမှကာကွယ်ပေးတဲ့အတွက်ကျမရေးလိုက်စားသူတွေကြားမှာလူကြိုက်များတဲ့စားစာတစ်ခုဖြစ်လာခဲ့ပါခင်ဗျာကာဆူမာဇူကတခြားဘယ်တင်ကဲနဲ့မှမတူတဲ့တင်ကဲတစ်မျိုးဖြစ်ပြီးသူ့ရဲ့ဇလန်းကိုကြားရသူတွေတိုင်းတစ်ခါတည်းရဲ့ကြောက်ရွံ့မှုတွေကိုပါခန်းစားနိုင်တယ်တင်ကဲဘုတ်လို့အမည်ရတဲ့ဒီရိုးရာတင်ကဲဟာသူ့ရဲ့ပြင်းရှားတဲ့ရတာနဲ့အထဲမှာလောက်ကောင်အရှင်တွေပါဝင်တာကြောင့်အီတလီမှာလူကြိုက်များတဲ့တိုးနိုးတင်ကဲအဖြစ်ကြော်ကြားပါတယ်တင်ကဲနဲ့ရင်ကောင်တွေကိုဆွဲဆောင်နိုင်ဖို့အတွက်တင်ကဲရဲ့အပေါ်ယံအခွန်စိတ်ပိုင်းရချို့ကိုခေရှားပြီးအပြင်မှာထားလိုက်ပါရင်ကောင်တွေကထဲမှာဘူးတွေဥရှသွားပြီးတာလောင်းတွေပေါက်ဖွာလာတဲ့အချိန်မှာတော့သူတို့ဟာတင်ကဲကိုအလွန်နုညံ့တဲ့ခရင်အဖြစ်ဆွနေတဲ့ပေါင်းမုံပြားပုံမှာတုံလိမ့်ပြီးပြင်းတဲ့ဝိုင်နီနဲ့တွဲဖက်စားသုံးကြပါတယ်စားဖို့သူတွေကအစာပိုင်းမှာစားရမှာကိုတွန်းဆုတ်ကြပေမဲ့နောက်ပိုင်းမှာတော့နုညံ့ပြီးဆွဲမပွဲကောင်းတယ်လို့တောင်ပြောကြပါတယ်ဥရောပသမဂ္ဂကတောင်ကျန်းမာရေးအရာတားမြစ်ထားပေမဲ့ဆော်ဒီယန်ကြီးရွာမှာတော့တိတ်တဆိတ်ပြုတ်လို့စားသုံးနေကြတာကိုတွေ့နိုင်ပါသေးရဲ့မြောင်းဂျီယိုဒက်ကမာကောင်ဟာပင်လယ်ရဲ့အထူးတန်းသောတတဝါရဲ့တကောင်ဖြစ်ပါတယ်စင်နာမောင်းနဲ့တူပြီးခွန်အပြဘက်ကိုအများကြီးထိုးထွက်နေတဲ့ကြီးမားတဲ့အသားတုံးကိုယ်တည်းရှိတာကြောင့်ပထမဆုံးမြေဘူးသူတွေရဲ့မျက်စိနဲ့စူးစမ်းလိုသိက်ကိုဖန်ဆားရရှိပါတယ်သူတို့ရဲ့ဇာတိကတော့ပစိဖိတ်အနောက်မြောက်ပိုင်းအထူးသဖြင့်ဝါရှင်တန်ပြည်နယ်နဲ့ဗြိတိရှကိုလံဘီယာပတ်ဝန်းကျင်ကကမ်းရိုးတန်းရည်တင်တွေပဲဖြစ်ပါတယ်သူရဲ့ထူးခြားတဲ့အသွင်ပြင်နဲ့ရှုံမိန်ပြီးတက်ရှင်းတဲ့ရလာနဲ့ရွှေ့ရတဲ့အသားရည်တွေရှိတာကြောင့်အာရှဟင်းနေရာတွေမှာတန်ဖိုးကြီးတဲ့အစားအစာတစ်ခုဖြစ်ကြော်ကြားပါတယ်သူ့ရဲ့လက်ဆက်တဲ့ပင်လယ်ရနံ့ကိုပေါ်လွယ်စေခြင်းရင်တော့အစိမ်းနဲ့စားသုံးနိုင်သလိုဟင်းမျိုးနဲ့ရှက်ပြုတ်စားနိုင်ပြီးပူပေးသည့်တိုင်မာကျောမှုကိုထိမ့်သိမ်းထားနိုင်ပါတယ်ဂျီယိုဒက်ရဲ့ကြော်ကြားမှုဟာသူ့ရဲ့ရတာကြောင့်သာမကနှစ်ပေါင်း100ကျော်အထိအသက်ရှင်နိုင်ပြီးကလေးခံလောကမှာတတန်းရှိသောတတ္တဝါတွေကတကောင်ပဲဖြစ်ပါတယ်ပရိုတင်းတက်ကြွယ်ဝပြီးအဆီဓာတ်နည်းပါးကဗီတာမင် B12 ဇင်းနဲ့တန်တက်တို့ပါဝင်တာကြောင့်ချွတ်သားဖွံ့ဖြိုးမှုနဲ့ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးပါမြောင်းဟာကာရတာအပြင်သင်ရန်တက်တိကိုပါစိန်ခေါ်နိုင်တဲ့ဟင်းတစ်ပွဲကိုမြင်ဘူးပါငါဒါဆိုရင်တော့တက်တိနေတဲ့သူတွေအတွက်မဟုတ်တဲ့အိုက်စလန်ရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဟာကာဟင်းတစ်ပွဲကိုလေ့လာကြည့်ရအောင်မြောင်းရိုးရာအိုက်စလန်အစားအစာကိုဂရန်နန်ငမန်းရဲ့အသားနဲ့ပြုလုပ်ထားပြီးအစိမ်းစားရင်အစိမ်းဖြစ်စေနိုင်တဲ့အသားကြောင့်ပိုးပြီးကြော်ကြားပါတယ်ဒါပေမဲ့အန်ဒီရကိုရတာရှိတဲ့အစားအစာအဖြစ်ပြောင်းလဲပြနိုင်တဲ့အိုက်စလန်လူမျိုးတွေရဲ့တီထွင်ဉာဏ်ကိုတော့ရှိကျူးရမှာဒီကြံပါပဲဟာကာကိုဘေကင်ပြီးစားလို့ကောင်းအောင်ပြုလုပ်တဲ့ဒီဝက်ချက်ကတော့သူ့ရဲ့ထူးခြားတဲ့အရှင်ဖောက်တဲ့လုပ်ငန်းစဉ်မှာတည်ရှိနေပါတယ်နမန်းကိုဖမ်းပြီးတဲ့နောက်မှာဒေသခံတွေကသူ့ကိုကြောက်စစ်ဆန်တဲ့တဲမြေကျင်းထဲမှာမြုပ်နှံပြီးအစိတ်အထောက်ဖြစ်စေတဲ့အရည်တွေကိုအသားတွေကနေဖိထုတ်ဖို့ကြောက်တုံးတွေနဲ့ဖိထားပါတယ်ဒါဟာတာမန်ဟင်းချက်လီမဟုတ်ပဲနမန်းကိုရာသီဥတုပေါ်မူတည်ပြီး6ဘက်ကနေ12ဘက်အထိမြုပ်နှံထားရပါတယ်တူဖော်ပြီးတဲ့နောက်မှာတော့နောက်ထပ်လပေါင်းများစွာရှောက်လန်းဖို့ချိတ်ဆွဲထားရပါသေးတယ်အဆုံးမှာတော့နမန်းရဲ့အသားဟာရေဓာတ်အများကြီးဆုံးရှုံးသွားပြီးသူ့ရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့အမိုးရီးယားနဲ့ပြင်းပြင်းကိုဖယ်ရှားလိုက်ကတခြားပင်လယ်စာတွေလိုပဲဟာကာဟာပရိုတင်းဓာတ်များပြီးအဆီဓာတ်နည်းပါးပါတယ်ဟာကာပြုလုပ်တဲ့ဂရင်းလန်ငမတ်ဟာနှစ်ပေါင်း400လောက်အထိအသက်ရှင်နိုင်ပြီးသက်ရှိရည်ထဲမှာတက်တန်းရှိဆုံးတွေကတစ်မျိုးဖြစ်ပါတယ်ခင်ဗျာ